ဒီတစ်ခါမှာတော့တခုတယောက်ဟာလေရင်မှုအယောင်ဆောင်ပြီး latest scan တွေကိုအေးအေးဆေးဆေးပဲထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။တောင်ဝင်ကျဝန်ထမ်းတွေဘာဖြစ်လို့ချင်မှန်းမသိခင်မှာပဲသူဟာ Mirage တိုက်လေယာဉ်တစ်စင်းကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဘယ်သူမှမတင်ကားမဖြစ်အောင်သူဟာလေရင်ကိုမကျွမ်းကျင်သလိုမျိုးလှည့်ပတ်မောင်းနှင်ပြခဲ့တာကြောင့်အောက်ကကိုကဲမှုဌာနကလေရင်မှုမျက်စိလဲနေတယ်လို့ထင်ပြီးရေဒီယိုကနေချက်ချင်းဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့တခိုးကတော့အခွင့်အရေးကိုအသုံးချပြီးလေရင်ကိုအရှိန်မြင့်ကထွက်ပြေးသွားပါတော့တယ်။အားလုံးကတော့တခုခုတော့မနေပြီဆိုတာနားလည်သွားတဲ့အချိန်မှာရေဒီယိုကနေချက်ချင်းဆက်သွယ်ခဲ့ပြီးမြဲတခိုးကတော့ဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်ပြီးအရှိန်အပြည့်နဲ့ထွက်ပြေးနေခဲ့ပါပြီ။ဒါပေမဲ့ရေဒါကသူ့ရဲ့တီနီယာကိုခြေရာခံနေတော့မှာပဲ။ဒါကိုသိတဲ့တခိုးဟာရေဒါကိုလှည့်စားဖို့အတွက်ခရီးသည်တင်လေရင်ကြီးတစ်စီးရဲ့အောက်တက်တဲ့ကိုတိုက်လေရင်ကိုခေါ်သွားပါတော့တယ်။ရေဒါမှာအချက်ပြမှုတစ်ခုအဖြစ်ပဲမြင်နေရပါတော့တယ်။ဒီလိုနဲ့ရှာဖွေရေးအတွက်တိုက်လေနှစ်စင်းရောက်ရှိလာတဲ့အခါမှာတော့သူတို့ရဲ့ရှေ့တက်တဲ့မှာခီးတဲ့တင်လေရင်ကြီးတစ်စင်းကိုပဲမြင်လိုက်ရတာပါ။တိမ်နေတဲ့မိခိုးတန်းတွေကြောင့်အရာအလုံးကဝေဝါးနေပေမဲ့ကပရင်ရဲ့အာယုံစိုက်မှုကတခုခုကိုတတိထားမိသွားပါတယ်။အဲ့ဒါကတော့လေရင်ရဲ့အင်ဂျင်က၄လုံးရှိနေပေမဲ့ထွက်နေတဲ့မိခိုးတန်းက9တန်းဖြစ်နေတာပါပဲ။မရလေရင်အောက်မှာရှိနေတယ်လို့ကပရင်ကအော်လိုက်တဲ့အခါမှာတော့တိုက်လေရင်နှစ်စင်းလုံးဟာအောက်မှာပုံနေတဲ့မရနောက်ကိုချက်ချင်းလိုက်ပါတော့တယ်။တခိုးကစတင်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့အစင်းသစ်ဖြစ်နေတဲ့ကပရင်ကတော့အချိန်မဆွဲပဲမရနောက်ကိုပညာပြသွားတဲ့ကပရင်နဲ့တခိုးတို့ရဲ့ဝေဟင်တိုက်ပွဲကဘယ်လိုအဆုံးသတ်သွားမလဲ။ဇလန်စကူတည်ရင်တော့အောက်ကကွန်မန့်မှာ next လို့ရေးပေးသွားပါဦးနော်။